အားလုံးပဲမင်္ဂလာပါဒီနေ့ vlog လေးကတော့ကျမလာအိုနေချင်းပြန် visa run သွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်။ဒါတူကတော့မိုးနဲ့အုပ်နေပါတယ်ရှင်။ဒါကတော့ကျမတို့ service ယူခဲ့တဲ့ Lin Visa ရဲ့ Facebook page လေးပဲဖြစ်ပါတယ်။ဒါကတော့မနက်9 နာရီထွက်တာပါ။မထွက်ခင်တနာရီစောပြီးတော့6 နာရီရောက်သွားမယ်ဆိုလို့ရှိရင်တော့ဒီမှာ Lin Visa မှာဘန်းမီတို့ပေါင်မုံတို့ coffee တို့ခောက်ဆွဲကြောက်တို့ကျွေးတယ်ပေါ့နော်။ကားကလည်းခုံရစီကတောင့်တရှိပါတယ်အခုဆိုရင်တော့ကျမတို့မြို့ကနေစထွက်ပါပြီကျမတို့ Lin Visa မှာ Visa Run တာတယောက်ကိုအပေးစီ 2.9 million ကျပါတယ်ရှင်သူတို့ရုံကိုသွားပြီးတော့ငွေသားနဲ့ပေးမယ်ဆိုလို့ရှိရင်တော့သူတို့က cashback 3သိန်းခွဲပြန်ပေးပါတယ်ရှင်ကျမတို့သွားတော့ကတော့မိုးလဲအုံနဲ့မိုးလဲခဏရွာရဲဆိုတော့ကြတော့ရာသီဥတုလေးကအေးနေရပါတော့အဲအကြောင်းမို့လို့ချမ်းတက်တဲ့သူတွေဆိုလို့ရှိရင်တော့လက်ရှိလေးယူလာရင်ပို့အဆင်ပြေပါလိမ့်မယ်တွိုင်းလက်သုံးပြလို့ရအောင်ကားကတော့တနာရီခွဲတစ်ခါလောက်မုံဆိုင်လေးမှာရက်ပေးပါတယ်မုံဆိုင်နေမှာပေါက်စီတို့တခြားမုံတွေတို့ရောင်းပါတယ်တကယ်လို့ကိုကအဲ့ဒါကြီးဝယ်မစားချင်ဘူးဆိုလို့ရှိရင်ကိုကြိုက်တဲ့အစားအသောက်လေးတွေအစာပြေစားဖို့ထည့်လိုက်ရင်လည်းရပါတယ်12 နာရီလောက်ကြာလို့ရှိရင်တော့ထမင်းဆိုင်မှာရက်ပေးပါတယ်လမ်းမှာတော့ရှူကင်းတွေကတော်တော်လှပါတယ်မိုးလဲရွာနေရဆိုတော့တောင်နေဆိုရင်တိမ်ကိုတိမ်ငွေနဲ့ပေါ့နော်အရန်ကိုစိမ့်ဆိုပြီးတော့ကြတော့စိတ်ကိုတော်တော်လေးအပန်းပြေစေပါတယ်ကျမတို့နေမြို့ကနေလှမ်းကြည့်ရင်တော့တောင်တွေကိုတော့လှမ်းမြင်ရတယ်ပေါ့နော်ဒါပေမဲ့ဒီလောက်လှမယ်လို့မထင်ထားဘူးခုကျတော့တောင်တွေပေါ်ကနေသွားရတာဆိုတော့ကြတော့အနီးကပ်မြင်ရတော့တောင်တွေကအရန်ကိုစိမ့်ဆိုပြီးတော့ကြတော့အရန်လှပါတယ်အခုဆိုလို့ရှိရင်တော့ Vietnam Immigration ကိုရောက်ပါပြီ။ရောက်ပြီဆိုတာနဲ့ passport တွေကိုကျမတို့ရဲ့ agent ကိုပေးရပါတယ်။ပေးပြီးသွားလို့ရှိရင်တော့ဒီမှာတနာရီခွဲလောက်တော့ထိုင်ဆောင်ရပါတယ်။ပြီးရင်တော့အထွက်တုံးထူပြီးသား passport တွေကိုနာမည်ခေါ်ပြီးတော့ကြတော့ပြန်ဝေပေးပါတယ်။ passport ရပြီဆိုလို့ရှိရင်ကျမတို့လာအိုသွားလို့ရပါပြီ။ဒါကတော့လာအို Immigration မှာဒီဘက်မှာလည်း Vietnam ဘက်အချမ်းလို့ပဲပေါ့နော် agent ကို passport စာအုပ်ပေးပြီးတော့ကြတော့ခဏဆောင်ရပါတယ်။ဒါကတော့ကျမတို့ထိုင်စရာခုံမရလို့မတက်ရက်ပြီးစောင့်နေရပါလာဦးပဲအချမ်းကတော့မြန်ပါတယ်နိုင်ဝက်လောက်နေရောကြတော့အေဂျင့်ကအဝင်တုံးရောအထွက်တုံးရောထူပြီးသား passport စာအုပ်တွေကိုနာမည်ခေါ်ပြီးတော့ပြန်ဝေပေးပါတယ်ဒါကတော့လာဦးရောက်အမှတ်တရပေါ့နော်အခုကတော့လာဦးနဲ့ဗီယက်နမ်ကြားဘော်ဒါကိုဖြတ်နေရဖြစ်ပါတယ်အခုဆိုရင်တော့ဗီယက်နမ်ဘက်အချမ်းကိုပြန်ရောက်ပါပြီဒီမှာလည်းထုံးစံတိုင်းပဲအေဂျင့်ကိုစာအုပ်ပေးပြီးတော့ကြတော့ခဏပြန်ဆောင်ရပါတယ်သူကအဝင်တုံးထူထားတဲ့စာအုပ်ပြန်ပေးပြီးဆိုရင်တော့ကျမတို့ဗီဇာသက်တမ်းကုန်မဲ့ရက်လေးတွေကိုပြန်စစ်လိုက်တယ်ပေါ့နော်စစ်ပြီးသွားလို့ရှိရင်တော့ကျမတို့ရဲ့ကားစီကိုပြန်သွားလို့ရပါပြီဒါဆိုလို့ရှိရင်ဗီဇာ run တာအချိန်စုစုပေါင်း3 နာရီခွဲလောက်ပဲကြာတယ်ပေါ့နော်ဗီယက်နမ်ဘက်အချမ်းမှာရောလာအိုဘက်အချမ်းမှာရောကျမတို့ပဲ immigration officer နဲ့မှတွေ့လဲမတွေ့ရအောင်စကားလည်းမပြောရဘူးပေါ့နော်အကုန်လုံး agent ကလုပ်ပေးသွားတာပါည9 နာရီမှာတော့ဒနန်းကိုပြန်ရောက်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်